Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အိမ်မှာအရန်စားလို့ကောင်းတဲ့ပဲပုတ်စီလေးကိုချက်ပါတယ်ရှင်ပဲပုတ်စီရှနီးလေးကိုအစအဆုံးတေချာလေးရိုက်ပြီးတော့တင်ပေးထားပါတယ်တကယ်ချင်းတို့လည်းလိုက်ပြီးတော့ချက်စားကြည့်ကြပါဦးနော်အရန်စားလို့ကောင်းပါတယ်ရှင်သူလည်းအရင်တော့မကြိုက်ဘူးပေါ့နော်အခုမှဒီတစ်ခါချက်ဒီတစ်ခါစားဖို့မှပဲကြိုက်သွားတာပါဒါကတော့จิตตุံဖြူနဲ့จิตตุံနီလေးကိုထောင်းထားတာဖြစ်ပါတယ်ဒါကတော့ခရမ်းချင်သီးငရုတ်သီးစိမ်းနည်းနည်းမီလေးပါจิตตุံဖြူจิตตุံနီညက်တဲ့အချိန်ရောက်ပြီဆိုလို့ရှိရင်တော့ငရုတ်သီးခွဲခြားလေးအနည်းငယ်ကိုထည့်လိုက်ပါမယ်ရှင်ငရုတ်သီးခွဲခြားနဲ့จิตตุံဖြူจิตตุံနီလေးတွေတမသွားအောင်ဒီစားလေးရောထောင်းပေးလိုက်ပါမယ်ရှင်အခုဆိုတော့ဟင်းနှစ်လေးရပြီပေါ့နော်ဒါကတော့ပဲပုတ်စစ်လေးတွေကိုရေတစ်ခေါက်ဆေးနေတာပါရေလေး2ကြိမ်လောက်တော့ဆေးပေးပါနော်ပဲပုတ်စစ်လည်းရေဆေးပြီးသွားပြီဆိုလို့ရှိရင်တော့အဆက်လေးဆက်လေးစားချင်တာဖြစ်လို့ငရုတ်သီးစိမ်းလေးနည်းငယ်ကိုထပ်ထောင်းပါမယ်ရှင်အခုဆိုရင်တော့စီတဲမှာစနင်းလေးထည့်ပြီးတော့စီတက်ပါတော့မယ်ရှင်ထောင်းထားတဲ့ဟင်းနှစ်လေးကိုအရင်ဦးဆုံးစီတက်လိုက်ပါမယ်စီလေးပြန်လာပြီဆိုလို့ရှိရင်တော့ခရမ်းချင်သီးလေးနည်းငယ်ကိုထည့်လိုက်ပါမယ်ရှင်ခရမ်းချင်သီးလေးကိုတစ်လုံးလောက်အသုံးပြုထားပါတယ်ခရမ်းချင်သီးလေးလည်းဣလာပြီပေါ့နော်အဆိုဣလာပြီဆိုလို့ရှိရင်အခုလိုလေးမှွေလိုက်ပါမယ်ရှင်ခရမ်းချင်သီးလေးလည်းအနည်းငယ်ကြည်လာပြီဆိုလို့ရှိရင်တော့ပဲပုတ်စီလေးတွေကိုထည့်လိုက်ပါမယ်ရှင်စားလေးထည့်ပါမယ်ဟင်းကြုံမုတ်လေးထည့်ပါမယ်သစ်သားမုတ်လေးနည်းငယ်ထည့်ပါမယ်ငပြားလေးနည်းငယ်ထည့်ပါမယ်ရှင်ဒါတော့သစ်သားမုတ်လေးပေါ့နော်ရတာမုတ်ဒီအကုန်လုံးထည့်ပြီးပြီဆိုရင်တော့ရေလေးမျိုးယုံလောက်ကလေးကိုခဏထည့်ပြီးတော့တည်ထားပါမယ်ရှင်ဦးမကအောင်တေချာလေးခဏဖွင့်ပြီးတော့မှွေပေးပါမယ်အခုနကထောင်းထားတဲ့ငရုတ်သီးစိမ်းလေးတွေကိုထည့်လိုက်ပါမယ်ရှင်ရေနည်းနည်းခမ်းပြီဆိုတဲ့အနေထားရောက်ရင်တော့ငရုတ်သီးစိမ်းလေးထည့်လို့ရပါပြီအခုလိုမျိုးပေါ့နော်စီလေးပြန်လာပြီပေါ့နော်စီလေးတွေဝေ့လာပြီပေါ့နော်အဲ့အနေထားရောက်ပြီဆိုလို့ရှိရင်တော့တေချာလေးမှွေပေးပါမယ်ရေဒီကုံသွားတဲ့အထိကိုတေချာလေးစီပြန်လာတဲ့အထိတည့်ပါမယ်ရေဒီလည်းကုံသွားပြီစီလည်းပြန်ပြီဆိုတဲ့အချိန်ရောက်ပြီဆိုလို့ရှိရင်တော့နန်းနန်းမီလေးထည့်ပါမယ်ရှင်နန်းနန်းမီမကြိုက်တဲ့လူတွေအနေနဲ့ပင်စိမ်းရွက်ကလေးထည့်လို့ရပါတယ်နော်အခုဆိုရင်ရေဒီလည်းကုန်ပြီပေါ့နော်စီလေးလည်းပြန်လာပြီဆိုလို့ရှိရင်တော့ပဲပုတ်စစ်ချက်လေးရပါပြီရှင်အရန်ကိုစားလို့ကောင်းပါတယ်ထမင်းပူပူလေးနဲ့စားလို့ရှိရင်အရန်ကိုထမင်းမိတ်ပါတယ်နော်တကယ်ချင်းတို့လည်းလိုက်ပြီးတော့ချက်စားကြည့်ကြပါနော်ရတာစိမ့်စိမ့်လေးနဲ့ပဲပုတ်စစ်ချက်လေးရပါပြီရှင်စီပြန်ပြန်လေးနဲ့ပေါ့နော်ဘယ်လိုပြောရမလဲအရတာစိမ့်စိမ့်နဲ့ဆက်လေးပေါ့နော်အဲ့လိုလေးရတာလေးရပါတယ်သမင်းဖြူပူပူလောလောလေးနဲ့စားရင်အရန်ကိုစားလို့ကောင်းပါတယ်ရှင်သူလည်းအရင်တုန်းကတော့မကြိုက်ဘူးပေါ့နော်အခုကျမှစားကြည့်လိုက်တော့မှအရန်ကိုကြိုက်သွားပါပြီရှင်တကယ်ချင်းတို့လည်းလိုက်ပြီးတော့ချက်စားကြည့်ကြပါနော်ဗီဒီယိုအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲတက်တာပါရှင်သူရဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပေးဖို့မမေ့ပါနဲ့နော်နောက်လည်းဟင်းချက်ဗီဒီယိုတွေအများကြီးတင်ပေးအောင်မှာပါနော်အားလုံးပဲတက်တာ